Honda Euro ဆိုင်ငယ်လေးစိတ်ဝင်စားလို့လေတခြား EV တွေနဲ့အကောင်ဘာတွေပါလဲမသိဘူးဟုတ်ငါဒီဆိုင်ကလေးမှာရှင်းပြပါမယ်နော်ပြောပါတော့တခြားပြီးလိုမျိုးရိုးပတိသုံးထားတာပေါ့မဟုတ်ဘူးပေါ့နော် IP67 level ရှိတဲ့အစင်းမြင့်48 volt lithium battery လေးကိုသုံးပေးထားတာပါကိုဟုတ်လားရိုးဘက်ထရီနဲ့lithium battery ဆိုရင်ဘာတွေကွာသွားလဲမသိဘူးရိုးဘက်ထရီရဆိုလို့ရှိရင်စိုက်ကယ်တေးရ300နဲ့900ပုံဝင်ကျင်လောက်ထိပဲခံတက်လို့သူကခဏခဏအစ်စ်လေရဒီနီးပညာမြင့် lithium battery ကကြတော့တက်တာကိုရှိစိုက်ကယ်တေးရဆိုလဲ3000ကျော်အထိပါတယ်။ပါတယ်ကြောင့်မို့ခဏနိုင်ကိုရှိရရှင်။အဲ့ဆိုလေ IP67 ဆိုတာဘာလဲမသိဘူး။ IP67 ဆိုတာကလေဖုံမုတ်တယ်မကပဲပေါ့နော်။ Geo ပါအထူးခဏနိုင်အောင်ရှိအောင် IP67 level အထိအစစ်မြင့်ပေးထားတာကိုပြောတော့ပါရှင်။ရေနဲ့1မီတာမှာလေ30မိနစ်အထိပေါ့။ရေးစိန်ခဏနိုင်တဲ့အတွက်ကြောင့်မို့လို့ရေကြီးရေချင်တဲ့လမ်းတွေမှာလည်းအလွယ်တကူပြတ်သွားနိုင်တယ်ရှင်။အဲ့ဆိုရင်လေlithium battery ရဲ့လေသူ့ရဲ့တက်တန်းနဲ့ပေါ့နော်အာမခံကြတော့ဘယ်လိုတွေရှိလဲမသိဘူး။ lithium battery ရဲ့ life cycle ကကြတော့ပေါ့နော်3000ကျော်ထိတက်တန်းခံတယ်ပေါ့နော်။ညီမတို့ဘက်ကဆိုလို့ရှိရင်2နှစ်တောင်မှမဟုတ်ကီလိုမီတာ2000ထိလည်းအာမခံပြီးထားတာနော်အဲ့ဆိုရင်အခုပဲဝယ်သွားလိုက်တော့မယ်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်Just for you